ဒီကောင်တော့မောက်6ပေါ့ဗျာနော်ဒီမှာမောက်6ဗျဟုတ်တာအရေကွန်ကျော်မျိုးချောင်းလေးရောက်နေပါနော်ကျွန်တော်တို့မိုးရွာတော့မှသူကမျိုးချောင်းလေးထိုးတာလို့ကျွန်တော်လားရှာပြရတယ်ဒီကောင်ကြောက်နေတူနော်ကြောက်ကောင်းလေးဖြစ်စမ်းကွာလုံးကြီးဖြစ်ကြောက်ကောင်းဖြစ်ကွာကြောင်းနေတော့တူရဗျာတစ်ချက်ကြည့်အောင်ချော်တော့တူရဗျာနော်ကြောက်ကထိုင်းလေးတော့လှရမစိုးပြန်တော့ကျွန်တော်ရေစေးကြည့်အောင်တစ်ချက်ချော်တော့တူမမျိုးကြီးဗျာတစ်ချက်စစ်ကြည့်မယ်ကြောက်ဘူးအတန်အောင်နားထောင်လေနော်အတန်အောင်နားထောင်ဒါတော့ကြောက်ဆောင်ကြောက်တန်ဗျတန်နားထောင်ဗျာကြောက်တန်ဗျအတန်တော့ကြောက်ကတော့ဟုတ်သွားပြီဗျာနောက်ဒီမှာကြောက်ရမ်းလေးတွေတခြားလေးကြည့်တယ်နော်ကြောက်ရမ်းလေးတွေထိုင်လေးတော့လှရဗျာနော်တဆန်းတိုင်လေးပဲထိုင်နေတော့ဇောင်းလေးကျိုးနာကြောက်ကတောင်မို့ဇောင်းကျိုးရင်ကြောက်ကောင်းလေးကြောက်ကဖြစ်ဖို့ကများတယ်ဗျဇောင်းကျိုးနာကဲတလုံးတော့ရသွားပြီဗျာနော်အေးအောင်မှတမီလေးနဲ့တခြားစစ်ကြည့်အောင်မဲဒီလိုကြောတွေလည်းထွက်တယ်ဒါမှမဟုတ်ရေကုန်နေလဲကြောက်နဲ့တူတာလည်းအများကြီးပါဗျာနော်ဒီမှာဒါဆိုမုံလူကုန်နေနဲ့တူတယ်ဟောစားကြောက်ဗျာနော်ကြောက်ပြော